အားလုံးပဲမင်္ဂလာပါခင်ဗျာတင်ငန်းကျွတ်မြို့နယ်မလီခအိမ်ယာရှိတဲ့မှာရှိတဲ့ရန်နာလမ်းမရေးမှာဖွင့်ထားတဲ့စံပြသမင်းပေါင်းဆိုင်ကိုတော့စမှာဖြစ်ပါတယ်ဆိုင်ကိုရောက်ပါပြီခင်ဗျာဒီစံပြသမင်းပေါင်းဆိုင်ပါဘာတွေရလဲဆိုတာကိုအခုပဲကြည့်လိုက်ရအောင်သမင်းပေါင်းချက်သားဝတ်သားအခောက်ကင်အသားကင်ဝတ်စွပ်ပြုတ်တွေဝက်ကောင်းတုပ်တွေအဆုံးရပါတယ်ဈေးလည်းတော်တော်တန်တယ်လို့ပြောအောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ဝတ်သားသုံးနဲ့ဝတ်သမင်းပေါင်းမှာလိုက်ပါတယ်ဟင်းကိုတော့ချင်းဆက်လေးလောက်ခိုင်းလိုက်ပါတယ်ခင်ဗျာနေကင်းသမင်းစားချင်ဆိုရင်တော့လူတော်တော်လေးများပါတယ်သူ့မှာရတယ်ဒီမှာအခောက်ကင်တုပ်ကတော်တော်စားကောင်းပါတယ်ကျွန်တော်မှာထားတဲ့ဝတ်သမင်းပေါင်းလေးရပါပြီဘွဲကို4000ပဲပေးရပါတယ်ပိသက်ကြီးကိုအရင်ကျွေးပါတယ်ခင်ဗျာစားကြပါအောင်ခင်ဗျာဒါကတော့အသားကင်တုပ်ဖြစ်ပါတယ်တပွဲကို9000ပဲပေးရပါတယ်တော်တော်လေးစားလို့ကောင်းပါတယ်ဒါကကျွန်တော်အကြိုက်ဟင်းချင်းဆက်လေးဖြစ်ပါတယ်ဝါချောက်စွပ်ပြုတ်တို့မှာရင်လည်းဟင်းကိုသူတို့ချင်းဆက်လုပ်ပေးပါတယ်အသားကင်တုပ်လေးမြည်ကြည့်ပါမယ်အသားကလည်းနူးညံ့ပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်အချင်းရလည်းအရန်ကိုဆက်ပြတ်မနေပင်နဲ့တော်တော်လေးကိုအသားကင်နဲ့တော်တော်လေးကိုလိုက်ဖက်ပါတယ်ထမင်းမောင်းကလည်းအသားတွေအများကြီးထည့်ပေးတဲ့အပြင်ကိုတော်တော်လေးကိုစားလို့ကောင်းပါတယ်ကျွန်တော်ဆက်စားလေးပါအောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ